ကျွန်တော်လည်းပေါ့နော်လွန်ခဲ့တဲ့ဒီ2019ဝန်းကျင်မှာပေါ့နော်ကြားဖြန့်စီမှာအလိန်ခံရဖို့အလိန်ခံထိဖို့နည်းနည်းလေးပဲလိုခဲ့တယ်ပေါ့နော်ကျွန်တော်ကိုလိန်လို့မရတော့ကျွန်တော်တင်ငယ်ရှင်းစီကိုတွားပြီးတော့မှသူကတွားလိန်လာသူကလည်းယုံသားမိပြီးတော့မှဒီမလေးရင်ကီ8000ကျော်ပါသွားတယ်2019ဝန်းကျင်ကပေါ့နော်ကျွန်တော်လည်းစိတ်မကောင်းဘူးနောက်မှတီးလိုက်ရတော့ကျွန်တော်သူ့ကိုဒီမပြိုးပြမိတာနောင်တလည်းတော်တော်ရသွားတယ်သူ့ကိုတနာလည်းတနာသွားတယ်သူလည်းဒီမီတာနဲ့ပါနေဆိုတော့ပေါ့နော်ဆိုတော့ကျွန်တော်ကိုအဲ့ဒီကြားဖြန့်တွေကဘယ်လိုပုံစံမျိုးနဲ့လာလိမ့်လဲဆိုတာကျွန်တော်ပြောပြပါခင်ဗျာနော်ကျွန်တော်ရဲ့ Facebook friend တွေမှာပေါ့နော်အဲ့လိုမျိုးနိုင်ငံခြား account နဲ့ပေါ့နော် main ကလေးကတော့ဒီအသက်40ဝန်းကျင်ပုံစံမျိုးနဲ့ပေါ့နော်သူ profile မှာတင်ထားတော့အဲ့လိုမျိုးတင်ထားတယ်သူက friend လာတယ် friend လက်ခံလိုက်တယ်ဆိုတော့သူကလာဟိုင်းနေပေါ့နော်လာဟိုင်းတော့ကျွန်တော်လည်းပြန်ဟိုင်းနေအဲ့လိုမျိုးစကားတွေအပြန်လှန်နေကောင်းလာပါညာပေါ့အဲ့လိုမျိုးတော့ပြောဖြစ်ကြတယ်သူကနောက်မှဘယ်လိုမျိုးလာပြောလဲဆိုတော့အကူကြီးလေးတောင်းစရာရှိတယ်တဲ့ကိုကြီးပေးနိုင်မလားပေါ့အဲ့လိုမျိုးလာမင်းတယ်ပေါ့ကျွန်တော်လည်းပြောကြည့်ပါတကယ်ကိုကြီးလို့ရမယ့်အရာဆိုရင်ကျွန်တော်ကိုကြီးပေးမယ်ပေါ့အဲ့လိုမျိုးပြန်ပြောတယ်ဆိုတော့ तू ကပြောတယ်ပေါ့ तू နာမည်ကဘသူပေါ့ तू ကအင်ဒိုနီးရှား तू ပေါ့အင်ဒိုနီးရှား तू ဟုတ်တယ်ဒီသူ့ရဲ့အမျိုးသားကမြန်မာနိုင်ငံသားအဲ့လိုမျိုးသူပြောတယ်သူယောက်ျားကသူတို့ကအခု UK မှာနေတာပေါ့သူယောက်ျားကတကယ်ဒီ business တကယ်လုပ်ငန်းကြီးတစ်ခုကိုလုပ်ကိုင်တယ်ပေါ့လုပ်ကိုင်ရင်းနဲ့သူဒီဒေါ်လာ300 million လောက်သူတို့ရခဲ့တယ်ပေါ့အဲ့ဒီအလုပ်ကဘယ်လိုပြောမလဲနည်းနည်းတရားမဝင်တဲ့အလုပ်လေးဖြစ်တော့အဲ့လိုမျိုးအလုပ်လုပ်ရင်းနဲ့သူယောက်ျားလည်းဆုံးသွားတယ်ပေါ့နော်ဆိုတော့ तू မဆုံးခင်မှာ तू ယောက်ျားဒီတန်းစာရေးခဲ့တယ်ပေါ့ဒီဒေါ်လာ3 million ကိုဒီမြန်မာနိုင်ငံကပေါ့နော်မရှိစေးတဲ့နေရာတွေမှာတွားပြီးတော့မှပြန်လှူပေးပါဆိုပြီးတော့မှသူမိမကိုဒီတန်းစာရေးခဲ့တယ်ပေါ့နော်အဲဒါကြောင့်ရှင်းကိုကိုညင်လာတောင်းတာဆိုပြီးတော့မှပြောတယ်ပေါ့နော် तू လည်းတွားပြီးတော့မှအဲ့လိုမျိုးလှူတန်းရှင်တယ်ဒါမဲ့ तू လည်းပေါ့နော်ခုချိန်မှာဒီ cancer stage 4ဖြစ်နေပြီပေါ့နော်အဲဒါကြောင့်လာလဲမလှူနိုင်တော့ဘူးပေါ့နော်ဆိုတော့ तू ကဒီတပ်ပုံတွေလည်းပို့ပေးတယ်တကယ်ဆေးရုံမှာဒီကင်ဆာကုသနေရတဲ့ပုံတွေလာပို့တာသူ Facebook မှာလည်းအဲ့လိုမျိုးပုံတွေအကုန်လုံးတင်ထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်လည်းစဉ်းစားကြည့်တယ်အဲ့လိုမျိုးဆိုတော့တနာစရာတော့ကောင်းတယ်ပေါ့နော်ဆိုတော့ तू နဲ့မကြာခဏအဲ့လိုမျိုးစာတွေပို့ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုး तू ကနောက်ဆိုရင်ဘယ်လိုမျိုးလာပြောလဲဆိုတော့လူတွေနာဝင်ရှော့အောင်ပေါ့နော်ကျွန်တော်ဘယ်လိုမျိုးလာဆိုလဲဆိုတာမှကြည့်အဲ့တော့ကျွန်တော်ကဒီကျန်းစာအကြောင်းတက်နေတယ်ပေါ့နော်တကယ်ရှင်းတင်တဲ့အတူကျန်းစာအကြောင်းတက်တယ်သူပြောတာဖះတရားတွေလည်းလို့တော့ကျန်းစာအကြောင်းတွေတက်နေတာမြင်တော့ရှင်းကိုစိတ်ချရတယ်ပေါ့နော်စိတ်ချတဲ့အတွက်ကြောင့်မို့ရှင်းကိုလာပြီးတော့မှဒီအခွင့်အရေးကိုပေးတာဖြစ်တယ်ကျွန်မဘသူ့ကိုမှဒီအခွင့်အရေးတွေကိုမပေးဘူးပေါ့နော်ရှင်းပုံစံကြည့်ရတာဒီဖះတရားကိုင်းဆိုင်တဲ့အပိုင်းမှာနည်းနည်းဟိုဟာဖြစ်တော့ဒီမှာယုံကြည်စိတ်ချရတာပေါ့နော်အဲအကြောင်းလာပြီးတော့မှဒီကုညီဖို့ကလှမ်းရချင်းဖြစ်ပါတယ်ဆိုပြီးတော့မှလာပြောတယ်ပေါ့နော်ဆိုတော့အဲတော့ကိုလည်းအဲ့လိုမျိုးကျန်းစာအကြောင်းတွေပါတယ်တက်ကားစားဆိုတော့ဒီဖះအကြောင်းတွေပါတယ် Facebook ပေါ်မှာ post ဖြစ်တယ်ပေါ့နော်ဆိုတော့ तू ကအဲ့လိုမျိုးလာမြှူဆွဲတာဆိုတော့ကိုလည်းအဲ့ထဲမှာစိတ်က50% လောက်ပါသွားတယ်ပေါ့နော်ဆိုတော့ဟုတ်လားမသိဘူးနော်ပေါ့နော်အဲ့လိုမျိုးတကယ်အဲ့လိုမျိုးလှူရှင်လို့လာဆက်တွေရဲလို့ကျွန်တော်ထင်တယ်ပေါ့နော်ဒေါ်လာ300 million ဆိုတော့ပေါ့နော်စိတ်ကအဲ့လိုမျိုးရိုင်းချင်နေပြီဆိုတော့နောက်မှဆိုရင် तू ကဘယ်လိုလာပြောလဲဆိုတော့ဒီဟာကိုပေါ့နော်ဒီဒေါ်လာ3 million ကိုကျွန်မလည်းခု cancer stage 4ရောက်နေပြီဆိုတော့ဒီမြန်မာနိုင်ငံကလူတွေကိုလှူပေးဖို့ရှင်းကိုအကုန်လုံးလွှဲပေးမယ်ပေါ့ဒေါ်လာ3 million မှာဒီထဝက်ကိုလှူပြီးတော့မှထဝက်ကိုရှင်လို့ယူလို့ရတယ်အဲ့လိုမျိုး तू ကလာပြောရဲပေါ့နော်အလားကမ်းလှမ်းတယ်ပေါ့နော်အဲ့လိုမျိုးလာတင်တယ်ပေါ့ဒေါ်လာ3 million ဆိုတော့အရင်များတယ်ပေါ့နော်အဲ့ဒီငွေအမောင့်ကိုလက်ခံဖို့ကျွန်တော်မှဒီဘဏ်အကောင့်တွေပါတယ်လည်းမရှိဘူးဘယ်လိုမျိုးလက်ခံရမလဲပေါ့အဲ့လိုမျိုး तू ကိုတွားမယ်ရရှင်စိတ်မပူနဲ့တဲ့အဲ့ဒီမလေးရှားဒီအစိုးရဘဏ်တွေကနေလွှဲပေးမှာမဟုတ်ဘူးတဲ့အဲ့လိုမျိုးလွှဲပြီးလို့ရှိရင်ပြဿနာတက်ထိုင်တယ်တဲ့အဲ့ဒါကြောင့်သူတို့မှာဒီစိတ်ချရတဲ့ free agent ရှိတယ်တဲ့ပေါ့နော်အဲ့ဒီ free agent ကနေပြီးတော့မှဒီလျင်နဲ့အိမ်တန်ရာရောက်လာပို့ပေးမယ်ပေါ့ခင်ဗျားရဲ့ဒီလိပ်စာနဲ့ဒီ ID card တွေပဲဖုန်းနံပါတ်တွေပဲပို့ပေးပါတဲ့အဲ့လိုမျိုးလာပြောတယ်ပေါ့နော်ကျွန်တော်လည်း
ယုံသွားတယ်ပေါ့နော်အဲ့လိုမျိုးသူကိုတိုင်လာပို့ပေးမယ်ဒီအစိုးရပန်တွေကဘာလဲမပို့ဘူးဆိုတော့ကျွန်တော်ပေးလိုက်တယ်ဒီဂျလန်ကရဲ့ဖုန်းနံပါတ်ရဲ့ပြီးလို့ရှိရင်အိမ်လိပ်စာကတော့တကယ်ရှင်းအိမ်လိပ်စာကိုပို့ပေးလိုက်တယ်ပေါ့နော်ဆိုတော့သူကပြောတယ်နောက်တပတ်အတွင်းမှာတဲ့ရှင်းအိမ်ကိုဒီကိုတိုင်လာရောက်လာပို့ပေးမယ်တဲ့ဆိုတော့နောက်2ရက်3ရက်လောက်နေတာနဲ့သူကဒီတကယ်ဒီလျင်လက်မှတ်ဝေတဲ့ပုံစံပေါ့နော်လျင်လက်မှတ်ဝေတဲ့ဒီ receipt တွေပေါ့နော်လျင် booking လုပ်တဲ့ဟာတွေအကုန်လုံးဒီ screenshot ရိုက်ပြီးတော့မှအကုန်လုံးပို့လိုက်တကယ်ဟောက်တယ်အဲ့လိုမျိုးတကယ်လျင် booking လုပ်တဲ့ဟာတွေတကယ်အမှန်တိုင်းပဲပြီးလို့ရှိရင်ဒီလျင်ပေါ်မှာဒီငွေထုတ်တယ်ပေါ့နော်ငွေထုတ်တယ်တီနဲ့ပုံတွေပါတခါတဲ့အဲ့ဒီ agent ကငွေထုတ်တယ်ပါတယ်တီနဲ့ပုံတွေရောတခါလေးလာပေါ့အာကျွန်တော်တို့အဲ့လိုမှန်ရတဲ့ပတ်စံထောက်ရမယ်ဆိုတော့အရင်ကကြည့်ပြီးတော့မှပျော်ခဲ့သေးတယ်ပေါ့နော်ဒီလောက်ဆိုတော့ငါထိုးပြီဆိုရင်အဲ့လိုမျိုးစိတ်ထဲမှာထင်နေသေးတယ်ဆိုတော့ okay ဟုတ်ပြီအဲ့ဆိုတော့ရှင်အစင်တဲ့ပဲစောင့်နေလိုက်ပါတယ်ဘာမှစိတ်ပူစရာမလိုအကုန်လုံးအဆင်ပြေအောင်လုပ်ပေးမယ်တဲ့အဲ့လိုမျိုးသူပြောတယ်ပေါ့နော်ဆိုတော့နောက်တနေ့ရောက်တာနဲ့သူကဒီမလေးရှားဖုန်းနံပါတ်နဲ့ခေါ်လာတယ်ဗျကြိုးဝင်းနိုင်ရဲ့တဲ့ဒီ agent ကတဲ့ဒီအခုပတ်စံလာပို့ပြီးနော်လေစိတ်မှာရောက်နေပြီလေစိတ်မှာရောက်နေတဲ့အတွက်ကြောင့်မို့လေစိတ်ကဒီပေါ့နော်ရဒီငွေထုတ်ကိုတွားယူဖို့အတွက်ဒီသူ့ရဲ့ရုံးကနေပြီးတော့မှပတ်စံသွင်းရမယ်တဲ့ပတ်စံ9000လွှဲပေးပါတဲ့ငွေရအဲ့လောက်3 million ဆိုတော့box ကတော့အရင်ကြီးတယ်တဲ့အဲ့ဒါကြောင့်ဒီဟာအရေးကြီးတယ်ငွေ9000လွှဲပေးပါဆိုပြီးတော့မှကျွန်တော်ဖုန်းခေါ်လာတယ်ဟာကျွန်တော်စဉ်းစားတယ်ကျွန်တော်တွေးမိတယ်ပေါ့နော်အဲ့ဒီလေစိတ်ကလာပြီးတော့မှကျွန်တော်တို့ပတ်စံသွင်းရတယ်ဆိုတော့အဲ့ဒါ तू ကအိမ်တန်ရရောက်လာပို့ပေးမယ် agent ကအဲ့လိုပြောထားရတဲ့နဲ့ပတ်စံနောက်ထပ်9000သွင်းရမယ်ဆိုတော့ကျွန်တော်စိတ်ထဲမှာစဝေဆိုတာဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီပတ်စံကကျွန်တော်ပြောလိုက်တယ်ပေါ့နော်အဲ့ဒီ agent ကအိမ်တန်ရရောက်လာပို့ပေးမယ်ပတ်စံပေးစရာမလိုဘူးလို့ तू ပြောတယ်အဲ့လိုမျိုးကျွန်တော်ပြောလိုက်တယ်ပေါ့နော်ဆိုတော့ခဏနဲ့အဲ့ဒီဟိုဟာ Facebook ကနေလာ text ပြီးလာရေးပြီးနေငါ agent ကအခုလေဆေးရောက်နေပြီတဲ့နင်ပတ်စံတွားထိုးဖို့ပတ်စံတွားမလွှဲဘူးလားတဲ့အဲ့လိုမျိုးလာမင်းကျွန်တော်ပတ်စံမရှိဘူးလေအဲ့လောက်ဒီကျွန်တော်ပတ်စံအဲ့လောက်မရှိဘူးအဲ့ဒီပတ်စံဘာတွက်လွှဲရမှာတော့ခင်ဗျားပြောတော့ဒီအိမ်တန်ရောက်လာပို့ပေးမယ်ဆိုအဲ့လိုမျိုးကျွန်တော်ပြောတဲ့အချိန်မှာ तू ကဒီမလေးရှားဒီလာဝကတွေရဲ့ဒီဘယ်လိုပြောမလဲအဲ့ဒီပစ္စည်းကနိုင်ငံခြားကလာတဲ့ပစ္စည်းမလို့အဲ့လိုမျိုးသူတို့ဒီပေါ့နော်အခွန်နဲ့ဆောင်ရတယ်တဲ့အဲ့ဒါကြောင့်တွားပြီးတော့နေအခွန်ဆောင်လိုက်ပါတဲ့ဒီသူ့စီမှာပတ်စံပို့လိုက်ပါဆိုပြီးတော့လာပြီးတော့မှရေးတယ်ဆိုတော့အဲ့လောက်ပြောတာနဲ့ဘယ်လိုပြောမလဲကျွန်တော်လည်းဒီစဉ်းစားတယ်ပေါ့နော်အဲ့ဒါကတော့မဖြစ်နိုင်ဘူးဆိုပြီးတော့မှဒီလုံးဝအမှန်မဟုတ်နိုင်ဘူးဆိုပြီးတော့ကျွန်တော်စဉ်းစားတော့ခဏနေတာနဲ့အဲ့ဒီလူကဖုန်းခေါ်လာတယ်ဒီမလေးနိုင်ငံသားပဲခမရတဲ့ဒီပတ်စံတွင်းပါလို့ပြောတယ်အခုရေးတွေကစောင့်နေတဲ့ငါပတ်စံတွင်းပါကိုရေးတွေကစောင့်နေတဲ့ခမရပတ်စံမထွေးလာဘူးလားတဲ့အခုကငါထွက်လာလို့လည်းမရဘူးတဲ့အဲ့လိုမျိုးသူပြောတယ်ဆိုတော့ငါမလွှဲပေးလိုက်ဘူးတော့အဲ့လိုမျိုးတော့ငါလွှဲလို့မရဘူးလို့ကျွန်တော်ပြောလိုက်တော့तू ကပြဿနာလာရှာတယ်ဗျခမရတဲ့အဲ့လိုပတ်စံအများကြီးကိုလာလက်ခံမယ်လို့ပြောပြီးမှနိုင်ငံခြားကနေပြီးတော့မှခမရအိမ်ထိလာပို့ဖို့တဲ့အခုလေဆိပ်ရောက်နေတာဘာလို့ပတ်စံမလွှဲရတယ်တဲ့ပတ်စံမလွှဲဖို့ကျွန်တော်ခမရရေးကိုတိုင်မယ်တဲ့ခမရ location တွေဖုန်းနံပါတ်တွေ ID ကတ်တွေအကုန်လုံးတည်တယ်အဲ့လိုမျိုးတော့အဲ့လိုမျိုးတော့လာရှင်းချောက်တယ်ဟာဆိုတော့ကျွန်တော်တော့မှအဲ့လိုမျိုးအဲ့လောက်တိလာချင်း6တယ်ဆိုတော့အဲ့ဒါတရားလုံးဝလူလိန်ဆိုတာတိသွားပြီပေါ့နော်အဲ့ဒီကျွန်တော်sorry ပါလို့ကျွန်တော်ပတ်စံလည်းမရှိဘူးတော့အဲ့လောက်ပတ်စံကျွန်တော်အတင်းအဲ့လိုမျိုးဒီပတ်စံတောင်းတာလည်းမဟုတ်ဘူးလို့ तू ကလာကူညီဖို့ပြောလို့ကျွန်တော်လက်ခံလိုက်တာဆိုပြီးတော့မှအဲ့လိုမျိုးပဲဒီနိုင်ငံသားဆိုတော့နည်းနည်းကြောက်တယ်ပေါ့လေရေးတွေပါတယ်တိုင်ရင်တော့ပြဿနာအကြီးကြီးတက်နိုင်တယ်ဆိုပြီးတော့မှကျွန်တော်လည်းသိပြီးတော့မပြောရဘူးပေါ့နော်तू ကနင်ပတ်စံလာမတွေးနိုင်ဘူးဆိုရင်လေတဲ့ငါ့ကို face to face လာတွေ့ပါတဲ့အပြင်မှာတိုက်ရိုက်ရှင်းကြမယ်တဲ့ face to face လာတွေ့ပါတဲ့ပုံခဏခေါ်လာတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ကျွန်တော်လည်းကြောက်သွားပြီအဲ့ဒီကြောက်သွားတော့ तू ဖုန်းနံပါတ်တွေအကုန်လုံး block ချလိုက်တယ်လူလည်းမှန်းသိတော့ကျွန်တော်လည်းနည်းနည်းကြောက်လာတယ်နဲ့ပေါ့နော်သူ့ရဲ့ဖုန်းနံပါတ်တွေကို block လိုက်တယ်ပြီးတော့ messenger မှာတွားပြီးတော့ပြောတယ်နင်ကလူလိန်နင်အကြောင်းတော့နင်လိန်တဲ့အကြောင်းတော့ Facebook ပေါ်မှာငါတင်မယ်ဆိုပြီးတော့ပြောတော့ကျွန်တော်ပို့တဲ့စာနဲ့အကုန်လုံးသူပြန်ဖြတ်လိုက်ပြီးတော့မှကျွန်တော်ကိုလည်း block သွားတယ်ဆိုတော့
အဲ့ဒီတဲ့ကျွန်တော်တို့ပို့တဲ့စာတွေအကုန်လုံး screenshot ရိုက်ပြီးတော့မှကျွန်တော်လည်းတင်မလို့ပဲဆိုတော့အကုန်လုံးစာပါတယ်ဖြတ်သွားတော့ကျွန်တော်လည်းတင်လို့မရတော့ဘူးအဲ့ချိန်မှာကျွန်တော်လည်းကျွန်တော်ကိုလိန်လို့မရတော့ပေါ့နော်ကျွန်တော်လည်းသူစမ်းစာကြောင်းတဲ့ကျွန်တော်တင်ရှင်ကိုတွားပြီးတော့မှလိန်တယ်ကျွန်တော်ပုံစံအတိုင်းပဲတွားလိန်တယ်တွားလိန်တော့ဟိုကယုံပြီးတော့မှဒီလေစိတ်မှာပေါ့နော်ကျွန်တော်တို့လိုပြောလေစိတ်မှာရောက်နေပတ်စံ9000ထေးလိုက်လို့သူပြောတယ်တဲ့ဆိုတော့ပတ်စံ9000ထေးလိုက်လို့ပြောနေသူကထေးလိုက်တယ်ထေးလိုက်ပြီးတော့ခဏနေတာနဲ့လိုသေးတယ်မလောက်သေးဘူးပတ်စံ3000လိုသေးတယ်လို့ပြောတယ်တဲ့နောက်ထပ်8တေးလေး8အကြီး8နှလုံးယူလာတယ်ပေါ့နော်ပတ်စံ8က8အကြီးပဲထိုးလို့ရတယ်8အသေးအတွက်နောက်ထပ်ပတ်စံ3000လိုသေးတယ်လို့ပြောတယ်တဲ့ဆိုတော့ပတ်စံ3000ထေးလိုက်တာနဲ့8000ပါသွားပြီ8000ပါသွားပြီးတော့မှသူလည်းမျောနေတာပေါ့နော်ညော်နေတော့နောက်ထပ်ဖုန်းဝင်တယ်ဖုန်းလုံးမဝင်တော့ဘူးဖုန်းကအကလုံး block ထားတယ်ဆိုတော့သွားပြီလောက်ဆိုရင်သူလည်းဘယ်လိုပြောမလဲအရန်ကိုစင်းညစ်သွားပြီဆိုတော့ကျွန်တော်ကျန်းစာအကြောင်းတက်တာတော့မှသူ4ရက်လောက်ပြတ်တယ်ပေါ့နော်4ရက်လောက်ပြတ်တော့ကျွန်တော်ထင်တာတော့ဘာဖြစ်တာလဲသူကနေမကောင်းဖြစ်တာလားဆိုတော့ဖုန်းကိုကြည့်တယ်ဖုန်းမေးကြည့်တယ်သူဖုန်းခေါ်လည်းမကိုင်ဘူးပေါ့နော်ဆိုတော့နောက်3-4ရက်လောက်ကြာတော့သူကျန်းစာအကြောင်းတက်လာတော့သူငယ်ချင်းဘာလို့ကျောင်းကိုမလာတာလဲကျောင်းမတက်လာတာလဲမဲတော့သူပြောတယ်ဗျအဲ့မှာရင်ဖွင့်လာတယ်ပေါ့နော်ငါအလိန်ခံရတယ်ပတ်စံ8000ကျော်လောက်အလိန်ခံရတယ်အဲ့လိုမျိုးပတ်စံလည်းတကယ်ရှင်းနေအထားရတယ်လည်းပါတယ်ပေါ့နော်အဲ့လိုမျိုးတော့ပြောတော့ဘလို့ခံအလိန်ခံရတာလဲလို့ပြောတော့အဲ့လိုမျိုး online ကနေတည်ရလို့တဲ့ငါပတ်စံလှူမယ်လို့ပြောပြီးတော့မှငါ့ကိုလိန်သွားတာအဲ့ဒီကကျွန်တော်ရိတ်ပြီးသွားပြီအဲ့ဆိုတော့အဲ့လိုပုံစံမျိုးနဲ့လာလိန်တယ်မလားဒီနိုင်ငံခြားမြန်မာနိုင်ငံတာဝယူတဲ့ဆိုပြီးတော့မှမေးလိုက်အေးဟုတ်တယ်တဲ့ဆိုငါကိုလည်းလာလိန်တာတကယ်ချင်းရဲ့ငါမင်းကိုသူများတွေကိုမပြောပြလိုက်မိတာတကယ်နောင်တရတယ်ပေါ့နော်အဲ့လိုမျိုးဘာလို့မပြောလိုက်ဘာလို့ဆိုတော့သူများတွေကိုထပ်သွားပြီးတော့မှလိန်လောက်မှမဟုတ်ဘူးဆိုပြီးတော့မှအဲ့လိုမျိုးမတင်လိုက် Facebook မှာလည်းမတင်လိုက်ဘူးသူရေးတဲ့စာတွေလည်းဖျက်သွားလို့ပေါ့နော်အဲ့ဒါကြောင့်ငါမတင်လိုက်တာပြီးလို့ရှင်လူကိုလည်းကိုလည်းရှက်မိလို့ပေါ့နော်အဲ့ဒါအကြောင်းလူတွေကိုမပြောပြဖြစ်တာဆိုပြီးတော့မှသူ့ကိုပြောလိုက်တယ်ပေါ့နော်စိတ်မကောင်းစရာတကူကအဲ့လိုမျိုးပတ်စံအများကြီးပါသွားတယ်ပေါ့နော်အဲ့တော့ပတ်စံ8000ကျော်ဆိုနေတာမဟုတ်ဘူးပေါ့နော်ဆိုတော့ကြားဖြန့်တွေအဲ့တော့ဆိုရင်ကြားဖြန့်ဆိုတာဒီနာမည်တော့မကြားဘူးသေးဘူးဗျာအဲ့ချိန်တော့ဆိုရင်လူတွေအဲ့လိုမျိုးလိန်တာတိတောင်မတိသေးဘူးပေါ့နော်ကျွန်တော်လည်းအဲ့တုန်းကကြားဖြန့်တဲ့စိတ်မှာအလိန်ခံရပေါ့တစ်လေးပဲလိုသွားတယ်ပေါ့နော်